တိုင်းတို့ငါတို့စဆွဲကြမယ်။ဘာဆွဲရမလဲဆိုတော့စဉ်းစားထားတာဟို alphabet ပေါ့နော် alphabet တစ်လုံးဆွဲမယ် background တွေဆွဲမယ် line add တွေ line တွေရေးမယ်နော်။အခုတို့နေရံမှာပဲနေရံမှာတော့၎င်းကမ်ပတ်မှာတော့၎င်းပုံဆွဲတော့မယ်ဆိုရင်အရင်ဆုံးကိုရေးမဲ့စလုံးကို sketch ချရတယ်။ဒီ line တွေရေးပြီးသွားပြီပေါ့နော်။အဲ့ဒီ line တွေကအရေးကြီးတယ်နော်။အဲ့ line တွေအရေးကြီးတယ်စလုံးကအရေးမကြီးဘူး။ကမ်ပတ်ကအမဲဆိုတော့ကျွန်တော်တို့သုံးရမယ့်အကြောင်းတွေရှိတာပေါ့နော်ကာလာတွေရှိကံပတ်မှာပဲရေးကာလီဂရဖီတီတစ်ခုရေးတော့မယ်ဆိုလို့ရှိရင်မင်းတို့ဘာနဲ့ရေးမှာလဲဆိုတော့ tools ကလည်းအရေးကြီးတယ်ကျွန်တော်သုံးမှာကရွှေရောင်ရေးသေးသုံးမယ်နော်ရွှေရောင်ရေးသေးသုံးမယ်နော်အိမ်တော့စေးရေးသေးမှာ premier ပေါ့နော်အဲ့ဒါကိုကျွန်တော်သုံးမယ်နော်ပြီးရင်ဂျားထဲမှာဘာသုံးလဲဆိုတော့ညက်ပြီးတော့မာကာတွေသုံးမယ်အခုဆေးဆက်လို့ရှိရင်အရန်ကြီးဆေးကယူရတာအရန်ကြက်နေရင်လည်းမဟုတ်သေးဘူးပေါ့နော်အဲ့တော့အရန်ကြီးရေများသွားလို့ကြဲကြဲကြီးဖြစ်နေရင်လည်းဘာသာတို့ရဲ့ line တွေကစုပ်ပြန်ယာကြီးတွေမြင်ရလိမ့်မယ်အဲ့လို open ဖြစ်ချင်တယ်ကို line တစ် line ဆွဲလိုက်တာနဲ့တစ် line ဆောင်းဝပြစ်ချင်တယ်ဆိုရင်တော့စိတ်ရှိတက်ရှိဆေးကိုဆက်ပါဒီ6သွားပြီဆိုရင်ကျွန်တော်အပေါ်ကနေပြီးတော့ layer တစ်ခုကကိုရေးမဲ့စလုံးကိုကျွန်တော်ရွှေရောင်နဲ့အပေါ်ကနေဖြည့်ရင်းမယ်ဒါပေမဲ့အထက်လိုက်ဆုံးရွှေရောင်ရေးမယ်ဆိုရင်ရေမများပါနဲ့เนาะဗလားရေများဘာလို့လဲဆိုတော့ခင်ဗျားတို့2ကုတ်3ကုတ်လောက်ရေးရတယ်ဒီပုံဆွဲတဲ့ live ကိုပေါ့ program လေးခုလုပ်ထားတယ်ပေါ့နော်နှစ်ပတ်တစ်ခါပုံတစ်ခုနေ့တိုင်းကျွန်တော်တစ်ခုရေးမယ်ပေါ့ဗျာနော်brother တို့ကိုလည်းအဲ့လိုမျိုးပေါ့လုပ်စီချင်တာကကံပတ်တွေဝယ်ပြီးတော့ချနောက်တစ်ချိန်ကျရင်တော့ဟိုဟာလုပ်မယ်လေအခု script ရေးမယ်လေနော်အဲ့ဒါဆို brother တို့နားကြပါဘာမိုက်